ဒီမှာညီမလေးကအပြေတက်ကိုရနေရပဲပါနော် ဆရာတရားလုံးနဲ့ရေရောက်နေပြီ ငါလေးနဲ့လိုက်ပြေကြအောင်နော်ဒီဘက်ပါရတော့ဘက်ပါရကောင်းတယ်နေရာရအများကြီးရှိရဲ့စတာဟိုဘက်ပဲပေါ်ကောင်းတယ်နော်ဒီအိတ်ကြောင့်နေရသေးလေးอ่ะဒီမှာညီမလေးလို့ဆိုင်လေအဲ့ဆိုင်ရဆိုအကြီးပဲအဲ့ညီမလေးလို့ဆိုဟမင်းကြီးရောကြမှာရနော်ဟင်းကြီးရောကြနဲ့အဆောင်ရတယ်လာဝယ်စားခြင်းနဲ့ share ပဲဟမင်းကြီးရောနဲ့ဟမင်းနဲ့ကြောစားပြီးရတယ် share ရနော် ဟမ် ဒီမှာဖက်ရမယ်နော်သူစားညမ်းနဲ့ညမထမင်းဆိုင်နဲ့ခါဆွဲထုတ်တဲ့ကျန်စန်းထုတ်ရပြီးတဲ့နနပိုင်းဒီထမင်းကြော်ရပြီးလာဝစားကြတယ်နော်အပီအဲ့တော့နော်ဦးနေရရအကောင်အကျဉ်းကြီးပဲလေအဲ့ကြောင့်လည်းပြောနေရမလေးကျင်းလိုက်တယ်ဒီတော့တော့အေးရမပြောမနေနဲ့ဒါကြည့်လာကြည့်ဒီနေ့ကစိုက်တစ်ခုရှိရဲ့like that. Yeah, màပြောနေနဲ့မလေး like that တော့ like that အင်းနာချမ်းလာတော့မသိဘူးမလေးဟုတ်ဆိုင်ထမအေးရတော့ငါမကြည့်ခဲ့တာပြီးရတော့အေးရလို့လေဒီဘောဂျိုကာတဲ့တော့တောင်းမှာပေါ့ညီမလေးလို့ဆိုင်အားပေးပါအောင်လို့ပြောချင်တယ်အမလေးနေရရနေအေးလိုက်တာဒီနားလေးစကွက်နားပါဦးလား ဒီနားလေးစဒီတက်တော့မယ်ဝါလေးရိုက်နေနားလေးစကွက်ပြီး